ဒေါန်ဆန်းစုကြည်82နှစ်ပြည့်မွေးနေ့စုမုံကောင်တောင်းပေးခဲ့တယ်။တရုတ်ကွန်မြူနတီပါတီကိုတာဖြစ်သူခင်ရတဲ့ကျေးဇူးတင်စွာပေးဖို့နိုင်ငံလိုက်တိုင်းကပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ရဲ့82နှစ်ပြည့်မွေးနေ့အတွက်ကျန်းမာရေးစုမုံကောင်တောင်းပေးခဲ့တဲ့တရုတ်ကွန်မြူနတီပါတီနိုင်ငံတကာဌာနကိုတာဖြစ်သူခင်ရတဲ့ကကျေးဇူးတင်စွာပေးပို့လိုက်ကြောင်းလူမှုကွန်ရက်မှာတဆင့်ခင်ရတဲ့ကသတင်းထုတ်ပြန်တယ်။ခင်ရတဲ့ကလန်ဒန်မြို့ရှိတရုတ်နိုင်ငံတန်မတ်ကြီးထံကိုအဆိုပါကျေးဇူးတင်စာကိုပေးပို့ခဲ့ခြင်းဖြစ်ပြီးဒေါန်ဆန်းစုကြည်ရဲ့82နှစ်ပြည့်မွေးနေ့မှာတရုတ်ကွန်မြူနတီပါတီကကျန်းမာရေးကောင်းမှုစီရဲ့စုမုံကောင်တောင်းပေးခဲ့တဲ့ပုံထုတ်ပြန်တဲ့အနေနဲ့ရေးသားပေးပို့ခြင်းဖြစ်ကြောင်းသိရတယ်။တရုတ်နိုင်ငံမြန်မာနိုင်ငံအကျပ်တဲမှာဒီကပေါင်ပတ်သက်တဲ့အိန္ဒိယနိုင်ငံကြီးတနိုင်ငံဖြစ်ပြီးLDD ဆိုရလက်ထက်မှာဒေါန်ဆန်းစုကြည်ဦးဆောင်တဲ့ဆွေရနဲ့တရုတ်ကွန်မြူနတီပါတီကြားဆက်ဆံရေးကောင်းမှုတွေကနိုင်ငံကောင်းဆောင်နေကြနိုင်ငံတော်စင်အပြည့်အလဲခီးစဉ်နေရှိခဲ့တယ်။သို့သောဒေါန်ဆန်းစုကြည်က2021ခုနှစ်ဖေဖော်ဝါရီလစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ဖန်စီတိမ်သိမ်းကန်တာပြီးယနေ့ချိန်ထိပြည်မကဘာနဲ့ဆက်သွယ်ခွင့်မရရှိသေးတဲ့ပြင်၎င်း၏ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးပြည်ရင်းပြည်ပလူ့ခွင့်အဖွဲ့အစည်းနဲ့မိသားစုဝင်တွေကဆွေးနွေးပူပန်မှုတွေဆက်လက်ရှိနေကြောင်းသိရတယ်။လက်တလုံးမှာစစ်ကောင်စီကဒေါန်ဆန်းစုကြည်ကျန်းမာရေးကောင်းမွန်ကြောင်းပြောဆိုထားတော့လေအာဆီယံရဲ့တွဲဆောင်ခွင့်တောင်းဆိုချက်တွေကိုညှင်းပယ်ထားပြီးပြင်ပလွတ်လပ်တဲ့အဖွဲ့အစည်းနဲ့မိသားစုဝင်တွေတွဲဆောင်ခွင့်မပြုသေးဘူး။ KRS ကမိခင်ဖြစ်သူနဲ့ဖုန်းနဲ့ဖြစ်စေလူချင်းတွေ့ပြီးဖြစ်စေ9နှစ်ကျော်ကြာလုံးဝဆက်သွယ်ခွင့်မရှိသေးကြောင်းပြောဆိုထားပြီးဒေါန်ဆန်းစုကြည်သက်ရှင်နေတိုင်းလည်းရှိကြောင်းကိုယုံကြည်စိတ်ချပြီးလွတ်လပ်တဲ့တည်တည်တောက်ထားရတဲ့အတည်ပြုပြီးစစ်ကောင်စီကိုထပ်မံတောင်းဆိုထားတယ်။တို့အပြင် KRS ကမိခင်ဖြစ်သူအများဆုံးပြန်လည်လွတ်မြောက်ရေးအကျဉ်းထောင်တွင်လုံလောက်တဲ့ကျန်းမာရေးဆောင်ရွက်မှုရရှိနေမြန်မာနိုင်ငံမှာဒီမိုကရေစီပြန်လည်ပေါ်ပေါက်ရေးတို့အတွက်နိုင်ငံတကာအတိုင်းအဝိုင်းလူ့ခွင့်အဖွဲ့အစည်းနဲ့ကမ္ဘာမီဒီယာတွေမှာတဆင့်စတိုက်တောင်းဆိုလှုပ်ရှားမှုတွေဆောင်ရွက်လျက်ရှိပါတယ်။ဆက်လက်ပြီးတော့အကြမ်းဖက်စစ်တပ်တို့ရရွေးကောက်ပွဲကိုပဲကြားပြီးအတိမတ်ပြုအန်ယူဂျီနဲ့တွန်းလှန်အင်အားစုကိုပုံမပန့်ပွင့်ကုလသမဂ္ဂတွင်မှုဆောင်တဲ့တွေ့ညီလာခံသို့မြန်မာနိုင်ငံနဲ့နိုင်ငံတကာရပ်ဘက်ပွဲ190ဖွဲ့ကတောင်းဆိုတိုက်တွန်းမြန်မာစစ်တပ်ကကျင်းပခဲ့တဲ့အတွေ့အကြုံရွေးကောက်ပွဲကိုပဲကြားပြီးစစ်တပ်ရဲ့သားဆွေရပုံစံအောင်ဆိုရင်တရားကိုအတိမတ်မပြုရန်အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီတိုင်းသားတော်လှန်ဖွဲ့တွေနဲ့ရပ်ဘက်ဖွဲ့စည်းကိုပုံမပန့်ဖို့ကူညီရတဲ့ကုလသမဂ္ဂတွေ့ညီလာခံဆောင်ဖြတ်ချက်အသစ်တရားချမှတ်ပြီးမြန်မာဒေသတွင်နဲ့နိုင်ငံတကာရပ်ဘက်ဖွဲ့စည်း190ဖွဲ့ကဇူလိုင်လ3ရက်မှာအဖွင့်ပေးစာထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။အဆိုပါအဖွင့်ပေးစာကိုကုလသမဂ္ဂတွေ့ညီလာခံအဖွဲ့ဝင်နိုင်ငံတွေနဲ့ကုလသမဂ္ဂတွင်မှုချုပ်တန်းကိုပေးပို့လိုက်ခြင်းပဲဖြစ်ပါတယ်။စစ်ကောင်စီရဲ့အတူရောက်ရွေးကောက်ပွဲကိုပြပြတသားပေးစံရင်ရွေးကောက်ပွဲမှာထွက်ပေါ်လာတဲ့မြစ်တိရတာအမိကန်အုပ်ချုပ်ရေးဖွဲ့စည်းပုံကမှအတိမမပြည့်ရန်စစ်ကောင်စီနဲ့နိုင်ငံရေးဆက်ဆံမှုကိုအ ਨੇ ဆုံးစဉ်းစားထားခြင်းလူသားချင်းစာနာထောက်ထားမှုနဲ့လူ့ခွင့်ရေးချက်တွေကိုတရားစွာထုတ်ပြန်စစ်ကောင်စီတန်းလေရင်စီလက်နက်နဲ့စီတုံးချနိုင်တဲ့နည်းပညာတွေရရှိမှုကိုတားဆီးရန်စစ်ကောင်စီကိုငွေကြေးထောက်ပံ့တဲ့နိုင်ငံဖြတ်ကျော်ရဆွေးမှုလုပ်ငန်းတွေကိုတိုက်ပြန်တဲ့နိုင်ငံတကာတရားမျှတမှုဖော်ဆောင်ရေးကိုမြင့်တင်တောင်းဆိုထားတယ်။ရပ်ဘက်ဖွဲ့စည်းက2021ခုနှစ်ဆီယနာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီကအကြမ်းဖက်ပြီးနေမှုတွေကိုစတိုက်ကျူးလွန်ခဲ့ပြီးဒီမိုကရေစီလှုပ်ရှားသူ3100ကျော်ဖမ်းဆီးခံထားကဇူလိုင်ဖြုံလိုက်တပ်ဖြတ်သူအနည်းဆုံး900ကြိမ်ဖြစ်ပွားခဲ့ကြောင်းစစ်တပ်လေးကြောက်တိုက်ခိုက်မှု9994ကြိမ်ကြောင်းအရက်သား4853တေဆုံးခဲ့ကြောင်းဖော်ပြတယ်။ထို့ပြင်2025ခုနှစ်ဒီဇင်ဘာကနေ2026ဇန်နဝါရီလအတွင်းပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲကာလအတွင်းအတိုင်းခံတွေကိုနေနေစစ်တပ်ကလေးကြောက်တိုက်ခိုက်မှု408ကြိမ်ပြုလုပ်ခဲ့ပြီးအရက်သားအနည်းဆုံး190ဦးသေဆုံးခဲ့ကြောင်းရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့လူပေါင်း404ဦးထပ်မံကိုလည်းမတရားဖမ်းဆီးခဲ့ကြောင်းထောက်ပြတယ်။အဆိုပါရွေးကောက်ပွဲကနိုင်ငံပြည်စစ်တခုမဟုတ်ပဲစစ်ပွဲဆင်တဲ့လက်နက်တစ်ခုဖြစ်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်းနဲ့စစ်ကောင်စီကရွေးကောက်ပွဲပြီးမှရဲသားဆွေအမိကဖွဲ့စည်းပုံနဲ့အာဏာဆက်လက်ထိန်းသိမ်းကြိုးပမ်းခဲ့ပြီးမြောက်လေကိုသမ္မတဖြစ်ခံခဲ့ကြောင်းဖော်ပြတယ်။အဖွဲ့အစည်းကကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီကလည်းရင်းရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတမှုရှိကြောင်းအတည်ပြုထားဖြစ်တဲ့ပြင်ကုလသမဂ္ဂတွေ့ညီလာခံအနေနဲ့စစ်ကောင်စီရွေးကောက်ပွဲကိုအတိမတ်ပြရတဲ့ကုလသမဂ္ဂရှင်မြန်မာနိုင်ငံကိုစားပြုမှုကမြန်မာပြည်သူရဲ့ဒီမိုကရေစီဆန္ဒကိုသာဆက်လက်ကိုစားပြုမိဖြစ်ကြောင်းလေးပေးတိုက်တွန်းနေတို့ပြင်စစ်ကောင်စီကလက်နက်တွေစီစဉ်မှုကိုရတန်းနိုင်ကုလသမဂ္ဂလုံခြုံရေးကောင်စီကကမ္ဘာလုံးဆိုင်လက်နက်ရောင်းချမှုပိတ်ဆို့ရေးဆုံးဖြတ်ချက်ဂျာမန်နဲ့အဖွဲ့ဝင်နိုင်ငံတွေကလည်းတနိုင်ငံချင်းလက်နက်ပိတ်ဆို့မှုရဲ့ဂျာမန်ဆက်လက်တိုက်တွန်းနေစစ်တပ်လေးကြောင့်တိုက်ခိုက်မှုတွေကိုရှော့ချနိုင်ရန်လေရင်စီတင်ပို့မှုပိတ်ပင်ကိုကုလသမဂ္ဂလုံခြုံရေးကောင်စီကဆောင်ရွက်ပေးတောင်းဆိုတယ်။ရပ်ဘက်ဖွဲ့စည်းတွေကစစ်တပ်ဖြစ်တဲ့ကဲလို့ခွင့်တွေကနိုင်ငံတကာဥပဒေချုပ်ပါမှုကိုဆက်လက်ကြီးလွန်စေတဲ့အဓိကအကြောင်းဖြစ်ကြောင်းထို့ကြောင့်မြန်မာနိုင်ငံစီမီတရားလုံးကိုပြည်ဆိုင်ရာစစ်ကောင်ရုံးကိုလက်ပြောင်းပြီးပြည်ဆိုင်တရားရုံးရဲ့ကြားပြအမိန့်တွေကိုစစ်ကောင်စီကချိုးဖောက်နေမှုပေါ်ကုလသမဂ္ဂလုံခြုံရေးကောင်စီကဆွေးနွေးရတဲ့နိုင်ငံတကာတရားစီရင်ပိုင်ခွင့်ကိုတုံ့ပြန်ပြီးစစ်ကောင်စီကောင်ဆောင်တွေကိုရေးယူနိုင်အပြင်တိုက်တွန်းနေထို့အပြင်ကုလသမဂ္ဂအဖွဲ့အစည်းချုပ်ကစစ်ကောင်စီထိန်းချုပ်တဲ့အဖွဲ့အစည်းနဲ့
ဆက်လက်ပူးပေါင်းလှုပ်ဆောင်နေခြင်းစစ်တပ်နဲ့ဆက်နွယ်တဲ့ကမ္ဘာနဲ့ဆက်ဆံနေခြင်းစစ်ကောင်စီတင်းကြောရဒေသတွေကိုသာဦးစားပေးဆောင်ရွက်နေပြီးအန်ယူချင်းနဲ့တိုင်းသားတော်လှန်ရေးတင်းကြောဒေသတွေကိုအခုညီပေးမှုအားနည်းနေခြင်းတို့ပေါ်ဆိုရင်ကြောင့်ပေါ်ပြထားပါတယ်။နောက်ထပ်တင်ဆက်ပေးမှာကတော့မြန်မာနိုင်ငံကိုဖွံ့ဖြိုးရေးအကူအညီတွေပြန်လည်ပေးရမြောက်လိုက်ပြောရေးဆိုခွင့်ရှိသူကဂျပန်နိုင်ငံကိုတောင်းဆိုမှုပေါ်ပေးကြရန် HRW တိုက်တွန်းမြန်မာနိုင်ငံဖွံ့ဖြိုးရေးအကူအညီပြန်လည်ပေးရန်ဂျပန်မြောက်လိုက်ရဲ့ပြောရေးဆိုခွင့်ရှိသူခန့်ခိုင်စုကဂျပန်နိုင်ငံတောင်းဆိုမှုပေါ်ပေးကြရန် Human Rights Watch ကယနေ့တိုက်တွန်းပြောဆိုရင်မြန်မာစစ်ကောင်စီကမြန်မာနိုင်ငံတို့ဖွံ့ဖြိုးရေးအကူအညီပြန်လည်ပေးရန်ဂျပန်ဆွေရကိုတောင်းဆိုထားမှုကိုလက်မခံမဲပေးကြတဲ့ကြောင့်စစ်ကောင်စီရဲ့လူခွေချပမှုတွေရသားတွေပေါ်တပ်ပတ်တိုက်ပြမှုတွေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်အကူအညီတွေကိုဟန်တာပြုလုပ်နေတဲ့လုပ်ရတဲ့ကိုလိလူမရှိတဲ့ကြောင့် Human Rights ကထောက်ပြပြောဆိုတယ်။ဇွန်လ30ရက်နေ့မှာမြောက်လိုက်ပြောရေးဆိုခွင့်ရှိသူခန့်ခိုင်စုကနေပြည်တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာစပတ်နိုင်ငံနေဖြင့်မြန်မာနိုင်ငံတပ်ဖွံ့ဖြိုးရေးကိုညီတည်ပြည်내ပေးရန်တောင်းဆိုခဲ့ပြီးအခုညီတဲ့ဆက်လက်ရဆိုင်တာပါကတာမန်ပြည်သူတွေထိခိုက်နေနိုင်မယ်လို့ပြောဆိုခဲ့တယ်။သို့သော HRW ကဂျပန်စစ်တပ်ထို့သို့ပြောဆိုချက်ကစစ်ကောင်စီရဲ့လုပ်ရတဲ့နဲ့လောကကညီမှုမရှိကြောင်းထောက်ပြတယ်။2021ခုနှစ်အဖေဖော်ဝါရီဆီယနာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီကဥပဒေမဲ့တပ်ဖြတ်မှုတွေညှဉ်းပန်းနှိပ်စက်မှုတွေအရသာပြည်သူတွေပေါ်တိုက်ခိုက်မှုတွေပါဝင်လူသားချင်းလူသားမျိုးနွယ်ပေါ်ကျွန်တော်နဲ့အရာဆွေးမှုတွေနဲ့ဆရာဆွေးမှုတွေဖြင့်တတ်မှတ်နိုင်တဲ့လူခွင့်ချိုးဖောက်နေမှုတွေကိုစစ်တပ်ပြည့်ကျူးလွန်နေကြောင်းဖော်ပြထားပါတယ်။တို့ပြင်သဘာဝဘေးရနေဖြစ်ပွားပြန်တော့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိုညီရေးပြန်မှုကိုလည်းစစ်ကောင်စီကကြိမ်ကြိမ်ပြစ်ဆို့ဟတာခဲ့ကြHRWကထောက်ပြတယ်။ဂျပန်ဆိုရကလည်းရင်းရွက်ကောက်ပွဲတွေပေါ်လုံးမင်းဆွေမိကြောင်ရခင်ကထုတ်ဖော်ပြောဆိုထားပြီးရင်းရွက်ကောက်ပွဲတွေကမြန်မာပြည်သူတွေရဲ့စန့်ကျင်မှုကိုဒါပုံမှုဖြစ်ပေါ်စေပြီးရင်းရက်စွာပြေချနိုင်ကိုပုံမှုခက်ခဲစေမယ်လို့သိပေးပါတယ်။ HRW ကစစ်ကောင်စီကပြည်သူတွေပေါ်ချင်းပြည့်ကြံပတ်မှုကိုဆက်လက်ကျူးလွန်နေတဲ့လူခွင့်ရေးတွေကိုဖိနှိပ်နေတဲ့နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်အကူအညီပေးဖို့မှုကိုအနောက်ရှက်ပြုနေတဲ့ဂျပန်ဆိုရအနေနဲ့ဖွံ့ဖြိုးရေးကူညီတဲ့ပြန်လည်ပေးရခြင်းမပြုသင့်ကြောင်းတိုက်တွန်းနေ။ရင်းစားဂျပန်နိုင်ငံနေဖြင့်တခြားနိုင်ငံတွေနဲ့ပူးပေါင်းကစစ်ကောင်စီခေါင်းဆောင်တွေနဲ့စစ်တပ်ပိုင်းစီးပွားရေးလုပ်ငန်းစုတွေပေါ်ပြစ်မှတ်ထားတိုက်ခိုက်ရေးမှုတွေပုံမှုတင်ကြဆင်ဆိုင်တဲ့ကြောင့် HRW ကအကြံပြုတယ်။တို့ပြင်စစ်ကောင်စီခေါင်းဆောင်တွေနဲ့ပြင်မြန်မာပြည်သူတွေရဲ့ဒုက္ခဆင်းရဲပေါ်အမှန်တကယ်ဆိုရင်ပါကအရသားတွေပေါ်ဥပဒေမဲ့တိုက်ခိုက်မှုတွေကိုချက်ချင်းရတဲ့ရန်မတရားဖန်ဆီးထိန်းသိမ်းထားသူအလုံးကိုချင်းချက်မရှိပြန်လုပ်ပေးရင်အခြေခံလုပ်ခွင့်တွေကိုဒီစလိုက်နိုင်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်အကူအညီကိုဒါစီမရှိဝင်ရောက်ပေးဖို့ခွင့်ပြုလို့အကြောင်းHRWကဆက်လက်တိုက်တွန်းထားပါတယ်။နောက်ဆင်အားပေးကြတဲ့အတွက်ဒုပန်ကျေးဇူးတင်ရှိပါရရှင်။